ရှောင်းကျုပ်ခဏလောက်စားတာနာဦးဒီနေ့ကျင်းညာစရာသတင်းကောင်းတစ်ခုရှိတယ်တခင်မကြီးဘာသတင်းကောင်းလဲခင်ဗျာကျွန်တော်ကို bonus ထပ်ပေးမလို့လားမင်းကတော့ပိုက်ဆံပဲဆက်ရောက်နေတာပဲဒါပေမဲ့ဒါက bonus ထက်အများကြီးပိုကောင်းတယ်တခင်ကြီးနဲ့ငါနဲ့တိုင်ပင်ပြီးပြီမင်းကိုတမီးရင်းလို့တရားဝင်မွေးစားခြင်းလို့အိုးရှောင်းထင်ရှောင်းကျုပ်ကမင်းရဲ့ညီမဖြစ်လာမှာကိုသဘောမတူဘူးလားမတူတာပေါ့သူကျွန်တော်နှမဖြစ်လာမှာကိုလုံးဝအလိုမရှိဘူးဒါကမဖြစ်နိုင်တာသူကလူတော်မတိုးတဲ့တောသူမလေးပဲဟာမျိုးရိုးကောင်းတဲ့တမီးပြိုတယောက်ရဲ့အရေးချင်းမျိုးဘာတစ်ခုမှမရှိဘူးကြည်စမ်းမာနာကြီးတဲ့တခင်လေးကကျွန်တော်ကိုနှာကောင်းရှုံနေတာဒါဆိုလဲကျွန်တော်ကလည်းရှင့်ကိုအကိုလို့မခေါ်ချင်ပါဘူးတကယ်လို့မောင်နှမတွေဖြစ်သွားရင်ရှင့်စီကနေပိုက်ဆံတောင်းရတာအာနာစရာဖြစ်သွားမှာပေါ့တခင်မကြီးတမီးမွေးစားဖို့မလိုပါဘူးဟဲတခင်လေးကျွန်တော်ကိုအထင်သေးနေတာကြည့်ပါဦးသူ့ရဲ့အချစ်တော်နေရာပျောက်သွားမှာစိုးရိမ်ပြီးတနေ့ကုန်ကျွန်တော်ကိုလိုက်ကလေးထိုးပြီးရန်ရှာနေမှာစိုးလို့ပါတကယ်လို့ကျွန်တော်အလုပ်စူးစမ်းတယ်လို့ထင်ရင်လစာလေးနည်းနည်းတိုးပေးတာပိုကောင်းပါတယ်ဒါမှမဟုတ်ရွှေတုံးလေးတွေပေးရင်ပိုပြီးလက်တွေ့ကြတာပေါ့ခဲပါအေးလေမင်းသဘောမတူရင်လည်းမေတ္တာမပြတ်ပါဘူးဒီလစာကို3ဆတိုးပေးလိုက်မယ်ကျေးဇူးတင်ပါတယ်တခင်မကြီးကအကောင်းဆုံးပဲ3ဆတောင်တခင်ကြီးသတင်းဆိုးပါဗျာကိစ္စကြီးတစ်ခုဖြစ်ပျက်သွားပြီဘာလို့ဒီလောက်ပြာခက်နေရတာလဲအေးဆေးဆေးပြောစမ်းလူမိသားစုကတကယ်ကိုအရှက်မရှိဘူးကျွန်တော်တို့ကိုလိုက်ကူးချတယ်ပြီးတော့ဈေးလျှော့တဲ့ promotion လည်းလုပ်နေကြတယ်အဲ့ဒါထက်တောင်ပိုဆိုးသေးတယ်ပိတ်ဆက်နဲ့ဂျုံမှုတင်လက်ဆောင်ပေးတာမဟုတ်ဘူးကန်ဆန်းမဲလဲတဲ့ဆက်ပါထားသေးတယ်ပိတ်ဆွဲတာနဲ့ငွေတင်ကားတစ်ဆက်ပြားကန်ဆန်းမဲပေါက်နိုင်တဲ့လူတွေအားလုံးကအဲ့ဒီစုလောက်ကိုမှတ်ပြီးလူဆိုင်ဘက်ကိုပဲအလူအရက်သွားနေကြပြီအခုကျွန်တော်တို့ဆိုင်ထဲကိုလူတယောက်မှချေဦးမလဲတော့ဘူးဘယ်လိုလုပ်ကြမလဲခင်ဗျာဘာလို့ဒီလောက်ထိတ်လက်နေရတာလဲသူတို့ဗျူဟာရှိတယ်လို့ငါမှလည်းငါဗျူဟာရှိတယ်ငါတို့အုပ်စုလိုက်ဝယ်ယူတဲ့စနစ်လုံးတုံးကဈေးပေါ်လိုချင်တဲ့သူတွေစီကပိုက်ဆံရခဲ့တာအခုလူမိသားစုကအဲ့ဒီလူတွေကိုဆွဲဆောင်ဖို့ငွေမြောက်များအကုန်ကြခံနေမှတော့ငါတို့ကပြစ်မှတ်လူတန်းစားကိုပြောင်းလိုက်ရုံပေါ့ပြစ်မှတ်လူတန်းစားပြောင်းမယ်ဟုတ်လားအခုဘာစိတ်ကူးရပြန်ပြီလဲနီပိုက်ဆံမတ်တဲ့သူတွေအပြင်စီယုံရအလွန်လွယ်တဲ့တခြားလူတန်းစားတစ်မျိုးရှိသေးတယ်ဘယ်လိုလူတွေလဲရောကြချောလေးတွေမြင်ရင်မနေနိုင်တဲ့မမတွေပေါ့ကြီးမမတို့နဲ့ပြိုမေတို့ရေလာကြည့်ကြပါဦးခုအိမ်တော်ရဲ့ပိတ်ဆက်တွေကခိုင်ခံပြီးတာရှိခံပါတယ်ဒီမျိုးသားတွေရဲ့ကြက်သားတွေထက်တောင်ပိုပြီးအစွဲတောင်ခံနိုင်ပါသေးတယ်အမလေးဒီပိတ်ဆက်ကတကယ်ခိုင်တာပဲကျမကို30ချီလောက်ဖြတ်ပေးပါဦးတကယ်အေးမြပြီးနူးညံ့တာပဲလူပြိုချောလေးတွေကလည်းလမ်းလိုက်တာဟာအိုးဒီတက္ကသိုလ်ကျောင်းသားလေးတွေကချောလိုက်တာတက္ကသိုလ်ကျောင်းသားလေးတွေအဲ့ဒီပိုးထည်လေးတွေဝတ်ထားတော့လူကုန်ထန်တွေလိုပဲအိမ်တော်ထင်းကားကိုအနားရောက်အောင်တွဲပေးဦးငါလဲကိပါအိုကျုပ်ဖို့နှစ်စလောက်လိုချင်တယ်ဘာလို့အရှက်မရှိတာလဲတကယ်ကိုတိတ်ခါကြစရာပဲဆူဆောင်ကျို့အဲ့ဒီအဝတ်ပလာနဲ့အမျိုးသားတွေကိုအခုချက်ချင်းမောင်းထုတ်လိုက်အသားပြပြီးရောင်းတဲ့ဒီလိုနေလန်းကကုမိသားစုရဲ့ဂုံတိတ်ခါကိုမြေလံဖြက်စီးနေတာပဲတခင်လေးရှင်နားမလဲပါဘူးဒါကလူလိုချင်တာကိုဖြစ်စေးပေးတာပိုက်ဆံရရင်ဒါကဗျူဟာကောင်းမဲပြီးတော့ရှင်ဒီလောက်တောင်ရှက်နေရင်ရှင်ကိုယ်တိုင်ပဲထွက်မတက်ရက်လိုက်ပါလားဘာလို့ကျွန်တော်ကိုစိုက်ကြည့်နေတာလဲတခင်လေးသွားကြစို့ဆူဆောင်ကျို့နင်းဘလိုတောင်တတိရှိနေတာလဲဘာလို့မလို့လဲအခုချက်ချင်းကားကိုလွတ်ဆန်းလူကြီးမင်းတို့ရှင်စောကဟာကအမိတက်ပဲရှိပါသေးတယ်ဒါကတော့ကုအိမ်တော်ရဲ့အမွေဆက်ခံသူတခင်လေးဖြစ်ပါတယ်ပါဆက်နဲ့လက်မညီပဲမာနာကြီးလာတဲ့တခင်လေးပေါ့အိုဖျားတခင်ကုတခင်လေးကအရန်ချောတာပဲပြီးတော့ကျမရေမကောင်းပဲမတန်ဆန်းဖြစ်နေတဲ့သူသေးလေးပေါ့တနာစရာကောင်းလိုက်တာငါကုအိမ်တော်ကပိတ်ဆက်တွေဝယ်ဦးမယ်ကုတခင်လေးကိုအားပေးလို့ရမလားရော့ငွေတင်ကားတစ်ပြားငွေတင်ကားနှစ်ပြား100 200တို့တော့ချမ်းသာပြီလို့တော့ချမ်းသာပြီမင်းမာဒီလောက်စိတ်ကူးတွေအများကြီးရှိလိမ့်မယ်လို့မထင်ထားမိဘူးအိုးတခင်လေးကလည်းမြောက်နေပြန်ပြီးကျွန်တော်ကစီဝါရေးပါရမီရှင်လေးအစ်စ်ပါပဲဒါပေမဲ့တခင်လေးကျွန်တော်ကဆိုင်တွက်အမျက်ဆုံးတွေအများကြီးရှာပေးခဲ့တာနော်ကျွန်တော်လာစာကိုအမြန်ဆုံးတိုးပေးတာအကောင်းဆုံးပဲမဟုတ်ရင်မနေ့ပြန်ကြထုတ်ပြင်ပြီးလူမိသားစုစီတွားလို့တော့မှာအမလေးမင်းကတော့ပိုက်ဆံဆိုတေးတော့မဲ့အတိုင်းပဲလူမိသားစုလိုတာမန်မိသားစုကမင်းလိုလူမျိုးကိုငားနိုင်ပါမလားငားနိုင်တာပေါ့တခင်လေးရှိလူကြီးတွေပြောဖို့ရဲ့စကားပုံကိုမကြားဘူးလားလူကပိုက်ဆံအတွက်တေးပြီးငှက်ကအစာအတွက်တေးတယ်ဆိုရလေပိုက်ဆံကတာအရေးကြီးဆုံးပဲဘာဖြစ်လို့လဲအချိန်ဘယ်လောက်တောင်ကြာမှာလဲဒီနေ့ကျမကုကုံတွေရဲ့အိမ်တော်ကိုအထူးတလဲလာခဲ့တာပါကုသခင်မလေးထိုင်ပါနောက်ရက်အနေငယ်အတွင်းမှာကျမဖခင်ရဲ့စစ်တပ်ကရှေ့တန်းကိုထွက်ခွာတော့မှာမို့အထူးထောက်ပံ့ရေးပစ္စည်းတွေအရေးပေါ်လိုအပ်နေပါတယ်ပြီးခဲ့တဲ့ရက်ကဂျာမနီကနေတင်သွင်းတဲ့ရေဆိုခံပိတ်စတွေကိုဝယ်ခဲ့ရင်မဲ့အရန်ပါပြီးအလွယ်တကူဆုတ်ပြဲသွားတယ်ဒီဆိုးပေတဲ့ကြောင်လေးကလက်တီးနဲ့တစ်ချက်ပဲကုတ်လိုက်တာဆုတ်ပြဲသွားတာပဲဒီလိုဆိုဓာလန်ဘေးကနေမကာကွယ်နိုင်ဘူးလေကုမိသားစုကအကောင်းဆုံးရကန်သမားတွေလို့အမြဲကြားဘူးတယ်ဒါကြောင့်ငါဒီရက်အတွင်းရေဆိုခံယုံတင်မကပဲဓာတ်တန်ခံနိုင်ပြီးကြီးကာနိုင်တဲ့စစ်သုံးပိတ်စတုပ်ကိုထုတ်လုပ်ပေးနိုင်မလားလို့လာမေးတာပါဟောတခင်မလေးစိတ်အေးထားပါတခင်မလေးကိုယ်တိုင်ယုံကြီးနဲ့လာအနံမှာတော့ကျမမပြတ်မကွက်စီစဉ်ပေးပါမယ်အခုချက်ချင်းစက်ယုံကရကန်းပညာရှင်တွေကိုအလုပ်ခိုင်းလိုက်ပါမယ်စစ်တေနာပတိကြီးရဲ့ထွက်ခွာမဲ့အချိန်ကိုမနှောင့်နှေးစေရပါဘူးကောင်းပြီကောင်းကင်ကြီးကကုမိသားစုဘက်မှာရှိနေတာပဲဒီတခါတော့သူတို့တောင်းတင်ပြီးသူတို့လုပ်ခဲ့တဲ့မြအတွက်ဒီနေ့ပြန်ပေးဆက်စေရမယ်ဘယ်သူရှိလဲလာဦးဘာမရှိပါတလဲတခင်လေးလက်ဆွဲအိတ်ထဲကချက်လက်မှတ်တွေအကုန်ယူသွားအခုချက်ချင်းဟာမြို့မှာရှိတဲ့နိုင်ငံခြားကုမ္ပဏီတွေနဲ့ဓာတုစက်ရုံတွေအကုန်လုံးကိုသွားဘလောက်ပဲကုန်တင်သွင်းလာတဲ့ရေဆိုခံလွှာတွေနဲ့အရေးသွေးမြင့်ကောဆေးရည်တွေအကုန်လုံးကိုတင်းကျုံဝယ်လိုက်တစီမှမကြံစေနဲ့စိတ်ချပါတခင်မလေးအခုချက်ချင်းသွားလုပ်လိုက်ပါမယ်ရှောက်လီအဲ့ဒီနိုင်ငံခြားကုမ္ပဏီကြီးတွေစီအမြန်သွားငါတို့လိုအပ်တဲ့တင်သွင်းကောဆေးရည်တွေကိုအကုန်ဝယ်ခဲ့အကောင်းဆုံးတွေကိုရွေးဝယ်ဖို့မမင်းနဲ့ဟုတ်ကဲ့ပါသူထေးအခုချက်ချင်းသွားလိုက်ပါမယ်ပြန်ရောက်ပြီလားဆေးရည်တွေရောမြင်မြန်ယူလာခဲ့ငါ့ကိုပြဆန်းသူထေးပြဿနာတက်ပြီးပြအရန်ပြင်းထန်တဲ့ကိစ္စတစ်ခုဖြစ်သွားပြီဘာလို့ဒီလောက်ပြာခက်နေရတာလဲဖြည်းဖြည်းပြောစမ်းပါဖြစ်လို့လဲနာမြို့မှာရှိတဲ့နိုင်ငံခြားကုမ္ပဏီတွေနဲ့ဓာတုစက်ရုံတွေအကုန်လုံးကိုပတ်ရှာခဲ့ပါတယ်တင်သွင်းတဲ့ကောဆေးရည်တစီမှမကြံတော့ဘူးနိုင်ငံခြားသားမန်နေဂျာတွေပြောတာတော့လူမိသားစုကဒီမနက်တင်ငွေမြောက်များပေးပြီးအကုန်လုံးကိုတင်းကျုံဝယ်သွားတယ်ဟာဘာအကုန်လုံးဝယ်သွားတယ်ဟုတ်လားဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒါတော့မလွယ်တော့ဘူးလူရွှေရှမ်းကငါ့ကိုဒုက္ခပေးဖို့တမင်လောက်တာတေးချတယ်9ရက်အတွင်းအပြီးလောက်ရမယ့်တတ်မှတ်ချက်ကလည်းပြည့်တော့မယ်ဟောတခင်မလေးကိုလည်းအောင်မြင်အောင်လုပ်ပေးမယ်လို့ကတိပေးထားပြီးပြီအခုကကုန်ကျန်းတောင်မရှိတော့ဘူးဘယ်လိုလုပ်ကြမလဲဒီလောက်ကိစ္စလေးနဲ့တော့အသက်ရှူမကျက်သွားပါဘူးတင်သွင်းတဲ့ဆေးရည်တွေမရှိရင်တခြားနဲ့လမ်းရှာယုံပေါ့ကျွန်တော်တို့မှနေတော့ကရွာကလူကြီးတွေကောင်းကင်ကစီဝူးနဲ့ဒေါ်ရင်ဆေးဖက်ဝင်အပင်အချို့ကိုရောဆက်ပြီးရှော့ကြီးတဲ့ထူထူပေါ်မှာတုတ်လိမ့်တာကိုမြင်ဘူးတယ်သူတို့လုပ်တဲ့ခေါင်းဆောင်တွေကရေဆိုခံယုံတင်မကဘူးတန်ချက်ကအင်ဂျီလိုတောင်ခိုင်ခန့်ကြတယ်မင်းပြောချင်တာကတင်သွင်းတဲ့ကော်ဆေးရည်နေရာမှာအဲ့ဒီရှေးယုံနယ်လန်းကိုအစားထိုးပြီး
တာမန်ဝါကွမ်းနဲ့ရှော့ချီတဲ့တွေပေါ်မှာတိုက်ရိုက်တုပ်လိမ့်လို့ရတယ်ပေါ့အတိအကျပဲအဟုတ်ရှောင်းကျိုးဒီကိုလာဦးဘာဖြစ်လို့လဲတခင်လေး